ဒီမှာလူမရှိလဲရေဖွင့်ထားပေးတယ်ပန်းကြံမြောက်ကိုရီးယားမှာရောင်းတဲ့ကြည်သွားပြီမြောက်ကိုရီးယားဖြစ်ပါတယ်မြောက်ကိုရီးယားအဲ့မှာဒီဘက်လိုပဲအဆောက်မျိုးစင်တွေရှိတယ်ပေါ့နော်မြောက်ကိုရီးယားရဲ့ဟိုဘက်အချမ်းကြည့်လိုက်ဒီတောင်ပြင်လိုပါလို့တောင်ပြင်တစ်ခုရှိတယ်သူတို့တောင်နန်းတော်များကြည့်တယ်ဒါမြောက်ကိုရီးယားဖြစ်ပါတယ်မြောက်ကိုရီးယားကိုရီးယားပဲပေါ့နော်။နေတဲ့ရှော့ချန်ပီယံဘွဲ့ချန်။နော်ချန်ပီယံဘွဲ့ချန်။ကိုရီးယားဒါပန်းချန်။နော်ကိုရီးယားဖြစ်ပါတယ်တဲ့။ဟိုမှာတဲတောင်မြင်တော့ကြ။ကြည့်လိုက်ဟိုတဲတောင်မြင်လေးကခွေးနေတရားကြည့်လိုက်။အဲ့ဒါလေးရှင်းပြီနော်။အဆောင်လို့ဘာလဲပြင်းဆောက်ရနေဒါသူတို့နိုင်ငံသူတို့နိုင်ငံလမ်းဒါနေကြဆိုဘာရှိမှာမဟုတ်ဘူးနော်ဒါဒီဘက်မှာကြည့်ဒီမှာတချို့နေရာပဲကြတော့ဒီလိုပဲချင်းမှာလဲလုတ်တယ်ကင်းတယ်တဲ့ရှိဒီမှာလည်းကင်းတယ်တဲ့ဒီလာတက်တယ်ဒီနားမှာတစ်လုံးပြီးတော့ဒီနားမှာတစ်လုံးပြီးတော့ရောက်သွားနားရောက်တစ်ပင်ပြန်ဆိုင်ထားရလားပြန်ဆိုင်ထားတယ်တလုံးရှိတယ်ခုနပြောတဲ့ပင်လေကကန်းဆက်လိုပါလို့ဟိုတဲတောင်မြင်တဲတောင်မြင်လိုပါလေတဲတောင်မြင်လိုပါတော့မအဆောက်အဦရှိတယ်နော်အဆောက်အဦရှိတယ်နံပါတ်2ကြည့်သွားပြီနံပါတ်2အပေါ်မှာကြည့်တယ်ဟောပြန်ဆင်းမယ်ပြီးရင်စာလေးပါလေးဖတ်ပြီးတော့အိမ်ပြန်မယ်နော်ခုနကင်မရာဟောပါခုနနံပါတ်2အပေါ်မှာသွားကြည့်တာပေါ့နော်ဒီကတော့ပေးလိုက်ပြီဒါတော့နားရနေတာဒါတော့ရှီဟောင်းကြီးကန်လို့ပြောနော်ရှီဟောင်းကြီးတွင်းပေါ့ပြတော့ဒါတော့ဒါလေးရောင်လို့ပြလာမလားရဲထဲမှာပါရဲထဲပေါ့နော်ရဲထဲဒီပန်းရတစ်ခုလုံးမှကျွန်တော်တယောက်တည်းရေဘက်ပြန်လာအောင်ဖွင့်အောင်ရေဘက်ပြန်လာဖွင့်မှန်ပြောင်းခုနမလို့ကြည့်နေလို့လာမသိဘူးရေပဲမဖွင့်မအီမရှိခေဒါတော့ခဏလေးရကြပါဆိုတော့အားပေးတဲ့လူရောက်တိုင်းကြီးကိုကြည့်ပါတယ်ခင်ဗျာ